အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒါပါဒီနေ့မှာတော့ကိုချင်းဟီယိုခဲကိုလုပ်ပြီးတော့မှဖြစ်ပါတယ်ကဲအဲ့တော့ဆိုစလိုက်အောင်ကိုချင်းပတ်ဆက်ရတော့စကေးခါ3တိုင်း stat တစ်ခုရမှာဖြစ်ပါတယ် stat တစ်ခုချင်းစီတိုင်းကနောက်လာမဲ့ဘေးစစ်အထက်ကို enemy ရဲ့ max HP လိုက် damage ထိပြီးတွေးဝပြန်တဲ့မှာဖြစ်ပါတယ်တက်ရတော့၄ခုထိစုလို့ရပါတယ်စကေး1ကတော့ချိန်တိုင်းနေအောင်ဓာတ်နဲ့ပြစ်လိုက်မှာဖြစ်ပါတယ် enemy ကိုဓာတ်နဲ့ထိမိတော့အမက်တစ်ခုမဲ့လိုက်ပြီး skill 1ကိုထမ်းနေတော့အဲ enemy ရဲ့နောက်ဘက်ကိုရောက်သွားမှာဖြစ်ပါတယ် enemy ကဝေးသွားရင်တော့ skill 1ကိုထပ်သုံးလို့မရတော့ပါဘူးစကေး2ကတော့ချိန်ထားနေအောင်ဓာတ်9ချောင်းနဲ့ပြစ်လိုက်မှာဖြစ်ပါတယ်စကေးကိုထပ်နေတာဒါမှမဟုတ်ခဏကြာရင်တော့ဓာတ်တွေကကိုယ်စီကိုပြန်လာမှာဖြစ်ပါတယ်ဓာတ်ထိုးလိုက်ချိန်ဒဲမီကပူထိပြီးဓာတ်သွင်းချိန်ကြရင်တော့ဒဲမီက short ထိမှာဖြစ်ပါတယ်အဒီမဲတော့ချိန်ထားနေအောင်တယ်လီပို့ခေါ်လဲမှာဖြစ်ပါတယ်တယ်လီပို့ခေါ်လဲပြီးဆိုတာနဲ့စကေး1နဲ့2ကခိုးတော့ကြနေတော့ရှင်းရှင်းပြန်သုံးလို့ရမှာဖြစ်ပါတယ်ဒါပြအဒီမဲကိုထပ်နေတော့ဘလင်းခေါ်လဲမှာဖြစ်ပါတယ်ကဲစကေးတွေကြောင့်ပြောပြီးဆိုတော့ထင်း trace ကိုသွားလိုက်အောင်ဘိုချစ်စကေး1ကလွဲတော့ရဲ့ enemy ကို damage ဖို့ခက်သွားတာကြောင့်မလို့ enemy ကိုတိကျထိအောင်ချိန်သုံးဖို့လိုပါတယ်စကေးတို့ကဓာတ်ထုတ်တဲ့အချိန် damage ပို့ထွက်တဲ့ကြောင့်မလို့ enemy ကအနေနဲ့တိတ်မရှိဘူးဆိုရင်တော့ skill 1နဲ့ enemy နားကဲ့ပြီး skill 2ကိုသုံးသင့်ပါတယ်စကေးကိုပို့သုံးလို့ရှိရင်အမြန်လိုပြီး skill တွေမားနိုင်မိမှာကိုလည်းသတိထားဖို့လိုပါတယ်ဒါပြင် skill ကိုပို့သုံးပြီးတဲ့ step ပြည့်နေတာကြောင့်မလို့ဘေးစစ်တစ်ချက်ချဖို့လည်းလိုပါတယ်ကဲထဲ့ထွဲကြောက်ပြီးဆိုတော့ item နဲ့ average ဆက်သွားလိုက်အောင် item နဲ့ DL နဲ့ကစားတာပိုကောင်းပါတယ် average နဲ့ DL နဲ့ကစားတာပိုကောင်းပါတယ်ဘယ်နဲ့စပယ်ကတော့ hyper ကစားတာကြောင့်မလို့ retribution နဲ့ကစားတာပိုကောင်းပါတယ်ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြပြန်တွေ့ကြမယ်ကောင်းသောနေ့လေးပိုင်ဆိုင်နေကြပါစေNaga learn to say the day, yeah, yeah. Luga say no.